အားလုံးပဲမင်္ဂလာပါဒီနေ့တော့ play တယောက်မေးထားတယ်မိကုံလေးကိုဖြည့်ပေးခြင်းပါတယ်သူက exponential function နဲ့ပတ်သက်ပြီးမေးထားတာပေါ့နော် exponential function y is equal to b power x မှာ b greater than 0 and b is not equal to 1လို့ဘာကြောင့်သတ်မှတ်ထားလဲဆိုပြီးမေးထားတယ်ပေါ့နော်Okay ဒီသတ်မှတ်ချက်တွေကိုနားလည်ဖို့ရအတွက်ဆိုလို့ရှိရင် function တွေကိုလေ့လာရတဲ့အဓိကရွယ်ချက်လေးကိုသိရှိဖို့လိုအပ်ပါတယ်function တွေကိုလေ့လာရတဲ့အဓိကရွယ်ချက်ကတော့ input တစ်ခုပြောင်းလဲတိုင်းမှာ output တွေဘယ်လိုပြောင်းလဲသွားတယ်လဲဆိုတဲ့ဆက်သွယ်ချက်ကိုလေ့လာခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီသဘောတရားလေးကိုသိထားမယ်ဆိုလို့ရှိရင်ဒီသတ်မှတ်ချက်လေးကနားလည်ရတာလွယ်ကူသွားပါမယ် Okay ဒါဆိုရင်စလိုက်ကြရအောင်အရင်ဆုံး b တန်မိုးလေးကို negative number အနေနဲ့ထားပြီးတော့စဉ်းစားကြည့်ရအောင် if b less than 0ပေါ့နော် b တန်မိုးက negative number တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်ဥပမာအနေနဲ့ b တန်မိုးလေးကို negative 2လို့ထားပြီးစဉ်းစားကြည့်ရအောင် b is equal to negative 2ပေါ့နော် b ဒါ negative 2ဖြစ်ခဲ့မယ်ဆိုရင်သူရဲ့ exponential function က y is equal to negative 2 the whole power x ဆိုပြီးဖြစ်သွားမယ်Okay ဒါဆိုလို့ချင်း x ရဲ့တန်ဖိုးလေးတွေကိုထားပြီးတော့တန်ဖိုးတွေထားပြီးတော့စားသွင်းပြီးတော့စဉ်းစားကြည့်ရအောင် if x is equal to 1 x က1ဖြစ်ခဲ့မယ်ဆိုရင် y is equal to negative 2 the whole power 1 is equal to negative 2 if x is equal to 0 x က0ဖြစ်ခဲ့မယ်ဆိုရင် y is equal to negative 2 the whole power 0 is equal to 1 if x is equal to negative 1 y is equal to negative 2 the whole power negative 1 is equal to negative 1 over 2ဆိုပြီးဖြစ်သွားမယ်ပေါ့နော်ဒီမှာ x ရဲ့တန်ဖိုး real number တစ်ခုအစားသွင်းတိုင်းမှာ y ရဲ့တန်ဖိုးတွေက real number လေးတွေထွက်လာမယ်ပေါ့နော်ဒါဆိုရင် x နဲ့ y နဲ့ဆက်သွယ်ချက်ရှိရဲလို့ပြောလို့ရတယ်Okay ဒါဆိုရင်ဆက်လေ့လာကြည့်ရအောင် if x is equal to 1 over 2 x က1 over 2ဖြစ်ခဲ့မယ်ဆိုရင် y is equal to negative 2 the whole power 1 over 2 is equal to square root of negative 2ဆိုပြီးဖြစ်သွားမယ်ပေါ့နော် square root of negative 2ဒီ not real number ပေါ့နော် real number မဟုတ်ပါဘူးဒါကြောင့်သူ့ကိုပြောမယ်ဆိုရင် undefined လို့ပြောလို့ရတယ်ပေါ့နော် undefined မှာအဲ့ဒါဆိုရင် input ပေါ့နော် x တန်မိုး1 over 2ဖြစ်တဲ့အခါမှာ output y က undefined ဖြစ်သွားပြီ undefined ဖြစ်သွားပြီဆိုမှ x နဲ့ y ရဲ့ဆက်သွယ်ချက်ကိုပြောပြလို့မရတော့ဘူးပေါ့နော်အဲ့လိုပဲဒီ x ရဲ့တန်မိုးအချို့အတွက်ဆိုလို့ချင်း output y ရဲ့တန်မိုးတွေက undefined number တွေရှိလာနိုင်တယ်ပေါ့နော် Okay ဒါဆိုရင်နောက်ထပ်တန်မိုးလေးတစ်ခုစဉ်းစားကြည့်ရအောင် if x is equal to 5 over 2ပေါ့နော် x တန်မိုးသာ5 over 2ဖြစ်ခဲ့မယ်ဆိုရင် y is equal to negative 2 the whole power 5 over 2 is equal to square root of negative 2 the whole power 5 is equal to square root of negative 32ဆိုပြီးရပါမယ်ပေါ့နော် negative 32ဒီလည်းပဲ undefined ပါလူဒီလည်း undefined ပေါ့နော်အဲ့တော့ output က undefined ဖြစ်နေပြီဆိုမှတော့သူနှစ်ခုကြား relation ကိုစဉ်းစားလို့မရတော့ဘူးပေါ့နော်ဆက်ပြီးစဉ်းစားလို့မရဘူးကောက်ချက်ချလို့မရတော့ဘူးပေါ့နော်Okay ဒါဆိုရင် output undefined ကဘာကြောင့်ဖြစ်လာတာလဲပေါ့နော် output undefined ဖြစ်လာရတဲ့အကြောင်းရင်းက base b ရဲ့တန်ဖိုးက negative 2ဆိုတဲ့ negative number ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် negative 2မှာမဟုတ်ဘူးတခြား negative number တွေကိုလည်း base b နေရာမှာထားနိုင်မယ်ဆိုလို့ရှင် output တွေက output တွေမှာ undefined ဖြစ်လာမယ်ပေါ့နော် undefined ဖြစ်လာမယ်ဒါကြောင့်မို့ exponential function တွေကိုလေ့လာတဲ့အခါမှာ base b ရဲ့တန်ဖိုးကို negative number တွေမစင်တာတော့ဘူးပေါ့နော်အဲ့တော့ therefore we don't consider b less than 0 for y is equal to b power x ပေါ့နော် y is equal to b power x ဆိုတဲ့ function exponential function အတွက်ဆိုလို့ချင်း b တန်ဖိုး negative number တွေကိုမစဉ်းစားပါဘူး Okay ဒါဆိုရင် b တန်ဖိုး0အတွက်ဆက်ပြီးတော့စဉ်းစားကြည့်ကြရအောင်